Weekend 2ဆိုရယ် Weekend 2ဆိုရယ်ဂိမ်းပလေးလေးနဲ့ပြန်လိုက်ကြည့်လိုက်ပါတယ်ပြန်လိုက်ကြည့်လိုက်ပါတယ် Weekend 2ဆိုတဲ့ဂိမ်းပလေးလေးနဲ့ပြန်လိုက်ကြည့်လိုက်ပါတယ်ကျွန်တော်ဒီနေ့မှာခါးချီအတိတ်ကြီးကိုဆန်းပြရတာဆန်းပြမှာဖြစ်ပါတယ် Okay let's go Okay second one second one ကခုနပြောင်းနေတယ်ဆိုတာမိုက်တယ်လဲတွေ့လားဘေးစစ်တက်ခဏဘာကြီးခုနိုင်နေတယ်ထိုးရတာအိုးဟိုကဘယ်လိုပြောမလဲဟိုကဟာလဲတက်လိုက်တာလေစကေဒူခါရတော့အိုးစကေဒူကမွန်တော့ပြောရတာဟိုကရောတာမဟုတ်ခါကြီးဟိုကထုတ်ထားတဲ့ထားကြီးပေါ့နော်မိုက်တယ်ခါကြီးကဘာချီကိုကြီးထုတ်ထားချီလိုကြီးထုတ်ထားအဲ့ဒါအဲ့ဒီဘာနဲ့ထုတ်လိုက်တာခုနကဓာတ်ဟိုကဘာလို့ပြောခုနကချာကိုရာထည့်ပြီးပို့လိုက်တာမိုက်ပါတယ် okay အဲ့ဆိုရင်ဒီအိမ်ရန်နဲ့ဟိုလေးရဟိုလောက်တော့ပြောဆုံးလို့အိုးမိုက်တယ်မိုမဒီအဲ့လို